နှစ်တိုင်းကျွန်တော်ငယ်လေးအလုပ်ပဲဒီလိုရက်ကြီးရက်ကောင်းလို့တကြံတို့ Valentine တို့ကျွန်တော်နေ့တိုင်းအဲ့လိုအလုပ်ရှိရနှစ်တိုင်းရတယ်အလုပ်ပဲလုပ်နေရပွဲတွေအမြဲရှိရအောင်ကိုယ်တိုင်ဒီနေ့တနေ့ကအလုပ်တွေကြီးပါပဲဒီနေ့မနေ့တရားလာတယ်တရားလာပြီးလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ဟိုဆောင်းချက်ခဏတော့ပြီးညကြလို့ရှိရင်ပွဲတွေတစ်ပွဲရှိပါတယ်ဟုတ်ကျွန်တော်လည်းမကြည့်ရကြပြီဆိုတော့ဒီဟာကိုအခုမှယုံမှစကြည့်ရမှာပေါ့နော်ဒီရန်ကုန်မှာပေါ့နော်ပထမဆုံးကြည့်ရမှာဆိုရင်ခုန်ပါတယ်ပြီးတော့မကြည့်ရသေးတဲ့လူတွေ fan တွေအများကြီးလည်းကြည့်ကြမှာဆိုတော့ရင်ခုန်နေပါပြီဟုတ်စိတ်လို့ရှားပါတယ်သူ feedback တွေလည်းကြားချင်တယ်ပေါ့နော်ကျွန်တော်ပထမဆုံးမြင်ရမှာဆိုတော့ pick up မှာဟုတ်ကဲ့ဒီနေ့က Valentine Day ဆိုတော့သူဇုံတွဲလာကြည့်ကြမယ်လို့လည်းကြားပါတယ်ဟိုလက်မှတ်စာရောင်းနေရတော့ဇုံတွဲပဲပို့ပြီးအထူးထားပြီးရောင်းတာဆိုတော့လေဒီစကားထဲမှာတော့ကျွန်တော် we are character နဲ့ပေါ့နော်we are တော့သူကအပြန်နဲ့တော့ရရင်မကွာဘူးပြန်နဲ့ရရင်မကွာဘူးသူက drum တီးရဲ့ကောင်လေးသူကဒီလိုဘားတွေဘားမှာ drum light တီးတယ်ပြီးတော့မှဒီ snow နဲ့ငယ်တငယ်ချင်းပေါ့နော်ဒီဆိုချစ်ကန်ကန်ကောင်လေးနည်းနည်းတိတ် mature မဖြစ်ဘူးပေါ့နော် we are fan ကလေးတွေပြောမှာလေးမျိုး fan ကလေးရုပ်ရှင်ထွက်လာရင်လည်းအားပေးပါအောင်လို့ကျွန်တော်ဂျားထဲမှာလူပညာလှူရှားမှုတွေလည်းအားပေးပါအောင်လို့ဒီဂျားချင်းတွေလည်းထွက်ဖို့ရှိပါတယ်တခြားဟာတွေလည်းထွက်ဖို့ရှိပါတယ်ကျွန်တော်တစ်ချက်ကြည့်ရမှာပေါ့နော်အခုထိတော့မရှိသေးပါဘူးအခုထိတော့ကျွန်တော်ဒီဘက် drum D ရဲ့လုပ်တွေတော်တော်များနေဆိုတော့ဟိုဘက်သိမလိမ့်နိုင်သေးဘူးပေါ့နော်ဟုတ်ကဲ့fan ကဘယ်လိုပါဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါ